ဘာလို့ငါတယောက်တည်းဒီစိတ်ယုတ်ကြီးကိုအသက်ရှင်လျက်အပုတ်မခံပဲမောင်းနေနိုင်ရတာလဲနှစ်တန်းပေါင်း250တက်တန်းရှိပြီဖြစ်တဲ့ဒီဇီဝစိတ်ယုတ်ကြီးဟာပြင်ပတ်ကျိုးကငကောင်းငွေတန်းနေပညာလားဒါမှမဟုတ်မာနာဂေဟစနစ်ရဲ့စံပြတဲ့စင်ကဲပြောင်းလဲမှုတစ်ခုများလားကဲအခုငါမင်းကိုရက်ဆက်လာတဲ့အမှန်တရားတစ်ခုပြောပြမယ်ဒါဟာရိုးရိုးဆက်ပစ္စည်းတစ်ခုမဟုတ်ဘူးသူကိုယ်တိုင်တုတ်တင်ရှင်းလင်းဖို့ဖန်တီးထားတဲ့မိစ္ဆာကောင်တွေရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်သုံးလုပ်ထားတဲ့ဇီဝလက်နက်တစ်ခုပဲဒေါက်တာဂျယ်လီရဲ့စမ်းသပ်ချက်တွေကဒါကိုတက်တည်ပြနေတယ်ငါအဆုတ်တွေကိုအရေးပြောကြစေတဲ့ဒီနီရဲ့အစိတ်ပုတ်တွေဟာမာနာဂေဟစနစ်ကနေတိုက်ရိုက်လာတာဒီစိတ်ယုတ်ကြီးကိုကဘာပြက်ကိန်းတွေအတွက်နောက်ဆုံးအနက်အဖြစ်ဒီဇိုင်းထွင်ထားတာဖြစ်ပြီးအဲ့ဒီစိတ်တောက်တွေနဲ့ပဲပြန်လည်ဖန်တီးထားတာပေါ့ဒီတန်ချက်ကရဲ့မော်လီကျူးဖွဲ့စည်းပုံဟာမတယောက်ကီမီကောင်ကားတတဝအဖြစ်ပြောင်းလဲသွားပြီးနောက်ဖြစ်ပေါ်လာတဲ့ယောဂသည်အရေးပြားနဲ့ထပ်တူထပ်မျှတူနေတယ်မက်ကဘာလို့ဒီလိုပြောင်းလဲသွားရတာလဲကျော်ရိုးစုကြီးတွေနဲ့အလောင်းကောင်ကောင်တွေကရောဘယ်ကနေရောက်လာတာလဲဒါတွေအားလုံးဟာမာနာဘီလူကြီးစီကနေဆင်းသက်လာတာပဲအဲ့ဒီဘီလူကြီးရဲ့မျက်နှာကိုတေချာကြည့်လိုက်စမ်းမင်းမြင်လားသူ့နာခေါင်းပြောင်းနေပြီTORI ကတော့ရိုးရိုးရေးပဲဒီအစိမ့်မြင့်စက်ရုပ်ကြီးဟာတကယ်တော့မာနာဘီလူကြီးရဲ့အသားနဲ့သွေးတွေကိုလိထုတ်ပြီးဖန်တီးထားတာမာနာဘီလူကြီးရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုဟာတန်ချက်ကဝတ်စုံဖြစ်လာခဲ့တယ်။ဒီတန်ချက်ကဝတ်စုံဟာစူးစီးထားတဲ့အစိတ်တောက်တွေနဲ့လှုပ်ထားတာဆိုရင်ဘာလို့ငါ့ကိုမသေးစေတာလဲ။ဘာလို့ငါတယောက်တည်းဝိညာဉ်မပြောက်ပဲဒီမိစ္ဆာရဲ့အရေးပြားကိုဝတ်ဆင်နိုင်တဲ့တူတဲ့တော်လူသားဖြစ်နေရတာလဲ။အဖြေကတော့ငါရဲ့သွေးထဲမှာရှိနေပြီးအမှန်တရားကမင်းထင်ထားတာထက်အများကြီးပိုပြီးမောင်မိုက်လုံးလာပါတယ်